ယောက်ျားတစ်ယောက်ကိုဆုံးရှုံးလိုက်ရဖို့အများဆုံးနီလန်ကိုဖောက်ပြန်လိုက်မှာမဟုတ်ဘူးသူ့အတွက်ကိုကစိတ်ပန်းဆိုင်ရာဖိအားတစ်ခုဝန်တော့ဝန်ဖို့တစ်ခုဖြစ်လာပြီဆိုရင်သူ့ကိုဆုံးရှုံးနိုင်ရည်တစ်ဖြည်းဖြည်းများလာပြီတည်တဲ့အတိုင်းပဲယောက်ျားဆိုတာအရေးချင်းနဲ့ရက်တည်နေရတဲ့အတွက်အမြဲတမ်းရုန်းကန်နေရတယ်အမြဲတမ်းကြိုးစားနေရတယ်ဒီကြားထဲကပဲတလောကလုံးကသူ့ကိုအကောင်းမပြောဘူးကလေးတစ်ယောက်ငိုရင်ချော့မဲ့သူတွေအပြည့်ဒါပေမဲ့အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ဟာဘယ်တော့မှငိုလို့မရဘူးငိုရင်လည်းချော့မဲ့သူမရှိဘူးသူ့ရဲ့ကြိုးစားမှုတွေကိုသူ့ရဲ့ရုန်းကန်မှုတွေကိုဘယ်သူမှအတိမပြုတ်မပေးဘူးအဲ့ဒီချိန်မှာသူ့ရဲ့နားကိုရာဟာသူချစ်ရတဲ့မိန်းကလေးပဲဒီမိန်းကလေးကမှသူ့ကိုနားလည်းမပေးဘူးသူ့ကိုမလေးစားဘူးသူ့ကိုအတိမမပြုတ်ဘူးဆိုရင်အဲ့ဒီယောက်ျားစိတ်ပန်းဆိုင်ရာကြာရှုံးလာပြီဒီလိုနဲ့ပဲကိုကသူ့ကိုတဖြည်းဖြည်းနဲ့လက်လွတ်ဖို့ရာခိုင်နှုန်းများလာတာပဲဒါကြောင့်ယောက်ျားတစ်ယောက်ကိုတကယ်ချစ်ရင်သူ့ကိုလေးစားပေးဖို့လိုတယ်